မြတ်စွာဘုရားတရားဟောခြင်းအကြောင်းဟာသို့မဟုတ်သုတ္တနိခေပလို့စာထဲမှာတော့သုံးတယ်သုတ္တနိခေပဆိုတာ discourse ဘုရားဟောတဲ့ဒေသနာတော်တရားဖြစ်ပေါ်လာတာဟာအကြောင်း၄မျိုးရှိတယ်တဲ့အဲ့အကြောင်း၄မျိုးတွေကနံပါတ်1အကြောင်းကပါလဲလို့ဆိုရင်အတ္တိသာတယမိမိရဲ့ဆန္ဒနဲ့ဟောတာမြတ်စွာဘုရားကတရားနာသူတွေရဲ့ပုဂ္ဂိုလ်တွေရဲ့ဆန္ဒမဟုတ်ပဲနဲ့ဒါတော့ဟောတဲ့နယ်လို့ယူဆယုံကြည်လို့မြတ်စွာဘုရားကိုယ်တိုင်ကမိမိရဲ့ဆန္ဒအလျောက်ဟောတဲ့ဒေသနာတော်တွေ discourse တွေကိုအတ္တိသာတယလို့ခေါ်တယ်အတ္တအစ္ဆတယကိုရောမြတ်ရဲ့ဆန္ဒအတိုင်းဟောတာလို့ဒီလိုပြောတယ်တချို့ဒေသနာတော်တွေကြတော့ပရိစ္ဆာတယတရားနာတဲ့ပုဂ္ဂိုလ်တွေရဲ့လူရင်းဆန္ဒသူတို့နာခြင်းနေတဲ့သိခြင်းနေတဲ့အချက်လက်အဲ့ဒါတွေကိုအဓိကထားပြီးတော့သူတို့ရဲ့အစ္ဆာတရားနဲ့ကိုက်ညီမဲ့တရားမျိုးဟောရမျိုးကြတော့ပရိစ္ဆာတယပရဆိုတာနာခမတ္တသူတစ်ပါးရဲ့အစ္ဆာတရားလူရင်းဆန္ဒသူတစ်ပါးရဲ့လူရင်းဆန္ဒကိုချစ်ပြီးတော့ဟောတာမျိုးလည်းရှိတယ်နောက်တစ်ခုကပု္ပ္ပာဝတိကလို့ခေါ်တယ်ပု္ပ္ပာဝတ္တဆိုတာမိဂုဏ်နဲ့ဆက်ပြီးတော့ဟောတဲ့တရားမျိုးတွေကျတော့ပု္ပ္ပာဝတိကမိဂုဏ်တွေမျိုးမျိုးတက်လာကြတယ်ကိုသိကျင်တာတွေကိုမေးကြတယ်အဲ့ဒီလေမိဂုဏ်တွေကိုဖြေတဲ့အနေနဲ့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကိုပု္ပ္ပာဝတိကလို့ခေါ်တယ်နောက်တစ်ခုကျတော့အထုပ္ပတ္တိကအထဥပ္ပတ္တိအထုပ္ပတ္တိဖြစ်ပေါ်လာတဲ့အကြောင်းတစ်ခုဆွဲပြုပြီးတော့ဟောတဲ့ဒေသနာမျိုးတွေရှိတယ်အဲ့ဒါမျိုးကိုအထုပ္ပတ္တိကလို့ဒီလိုခေါ်တာဒါကိုပဋ္ဌကရာတွေထဲမှာသုတ္တနိခေပ၄မျိုးလို့ပြောတာ